ပွင့်ထွက်တွေမစားရတာကြာပြီဆိုတော့တထိုင်နဲ့ထမင်း30လုံးလောက်ပြောင်းမဲ့ဟင်းလေးကိုဒီနေ့ရှက်ပြပါမယ်ရှင်ကျမတို့စီမှာကြတော့လေအမှုကတခြားသောသီးရွက်တွေထပ်ပို့ပြီးတော့ဈေးချိုတော့အလွယ်တကူဝယ်စားဖြစ်တယ်ပေါ့နော်ပစွန်လေးတွေကိုအခွန်ရှုတ်တန့်စင်ပြီးတော့ရေဆေးထားပါမယ်အမှုလေးတွေကိုလည်းခွာထားပြီးတော့ရေဆေးတန့်စင်ထားပါမယ်ပြီးသွားလို့ရှိရင်တော့ခရမ်းရှင်သီးလေးလုံးကိုလည်းရေဆေးပြီးတော့အနေတော်လှိထားပေးရပါမယ်ကြက်သွန်ဖြူနေငုတ်သီးစိမ်းတို့ကိုစုံနှဲအောင်ထည့်ပြီးတော့ညက်အောင်ထောင်းပေးရပါမယ်ထောင်းထားတာလေးတွေကိုစနုံမုံရောင်တင်မုံထည့်ပြီးတော့စီသက်ပေးရပါမယ်အနံလေးမွေးလာပြီဆိုရင်တော့စိမ့်စားငပိရေဖြော်ထားတာလေးကိုထည့်လိုက်ပါမယ်ပြီးသွားလို့ရှိရင်တော့ကျမတို့ဆော့ဆော့ကလှိထားတဲ့ခရမ်းရှင်သီးလေးတွေကိုထည့်လိုက်ပေးရပါမယ်ခရမ်းရှင်သီးလေးဤသွားအောင်လို့ရေလေးနဲ့ငယ်ထည့်ပြီးတော့ဖုံးလေးအုပ်ပြီးတည်ထားပေးရပါမယ်ရေပွက်ပွက်ဆူပြီးတော့ခရမ်းရှင်သီးဤလောက်တဲ့အနေထားလောက်ရောက်ပြီဆိုရင်တော့ဇွန်းလေးနဲ့ဖိရှည်လိုက်ပါမယ်ပြီးသွားရင်တော့ကျမတို့ပဇွန်ထည့်ပါမယ်အရသာအတွက်ကတော့စားကြက်သားမုံနဲ့အချိုးမုံတို့ကိုထည့်ပေးရပါမယ်နည်းနည်းလောက်မွေပေးလိုက်ပြီးရင်တော့ရေကိုလိုတလောက်ထည့်ပါမယ်ထည့်ထားတဲ့ရေလေးပွက်ပွက်ဆူလာပြီဆိုရင်တော့အမုံထည့်ပေးရပါမယ်နည်းနည်းလောက်မွေပေးလိုက်ပြီးရင်တော့အမုံလေးကြက်အောင်လို့အဖုံးလေးအုပ်ပြီးတော့ခဏလောက်တည်ထားပေးရပါမယ်အမုံလေးကြက်သွားပြီဆိုရင်တော့နောက်ဆုံးမှာပင်စရွက်လေးအုပ်ပေးရပါမယ်ကဲခုဆိုရင်တော့လုံးဝအောင်ထိမိပွင့်ထွက်သွားမယ်အမုံပဇွန်အဆက်ချက်လေးရသွားပါပြီရှင်